တစ်ခေါက်လေ့ကြတဲ့ကောင်ဆလာကတော့ဘောနော်အဆင်ပြေပါတယ်လို့ဘယ်နှကြိမ်ဟန်ဆောင်ပြောဖို့ပြီလေဆိုတဲ့ post လေးကိုရေးထားတဲ့ကောင်ဆလာအမနမ်မဟုံပဲဖြစ်ပါတယ်ပထမဆုံးတော့ကျမတို့အနေနဲ့ဒီ post လေးနဲ့ပတ်သက်ပြီးကြမေးခွန်းတွေကလည်းအများကြီးရထားတယ်ပေါ့နော်ပထမဆုံးမေးခွန်းလေးအနေနဲ့ပေါ့နော်ဒီမနင်းမှုံဟုံးအနေနဲ့ပေါ့ဒီ post လေးကိုဘယ်လို idea လေးရပြီးတော့များရေးဖြစ်သွားတာလဲအဲ့ဒါလေးတစ်ချက်လောက်ပြောပြလို့ရဒီ post လေးရေးဖြစ်တဲ့စိတ်ကူကပေါ့နော်အာကျမတို့ပတ်ဝန်းကျင်မှာအမြဲမြင်တွေ့နေရတဲ့အခြေအနေတစ်ခုကြောင့်လည်းဖြစ်တယ်။နောက်ပိုင်းမှာဝန်ခံရရင်ပေါ့နော်ကျမကိုယ်တိုင်လည်းအမြဲမကြာခဏပေါ့နော်လုံမိနေတဲ့အရာလေးတစ်ခုဆိုတဲ့ဟာလေးကိုသတိထားမိရပေါ့နော်။အဲ့ဒါဘာလဲဆိုတဲ့အခါကျတော့အခုလိုမျိုးစိတ်ဖိစီးမှုတွေအများများနေတဲ့ခေတ်မှာပေါ့နော်ကျမတို့တွေကအဆင်ပြေပါတယ်ဆိုတဲ့စကားလုံးကိုtrend တစ်ခုအနေနဲ့သုံးဖြစ်နေကြတယ်ပေါ့နော်ဒါပေမဲ့တေချာစဉ်းစားကြည့်လိုက်တဲ့အခါကျတော့အဲအဲ့ဒီစကားလေးကလေရိုးရိုးသားသားပြောတာထက်စာလို့ရှိရင်ပေါ့ဟန်ဆောင်မှုတစ်ခုဖြစ်တယ်ဆိုတဲ့ဟာလေးကိုခံစားလိုက်ရတယ်ပေါ့နော်အဲ့တော့じゃကျမတို့တွေကကြတော့လေတကယ်ကိုအရှိအတိုင်းပေါ့နော်ရင်ဆိုင်ရဖို့အတွက်ပေါ့နော်ဖုံးကွယ်လိုက်တာပိုပြီးလွယ်တယ်လို့ထင်တတ်ကြတယ်ပေါ့နော်ဒါပေမဲ့တကယ်မှာတော့ဒီလိုမျိုးဟန်ဆောင်မျက်နှာဖုံးစုပ်ပြီးတော့မှနေရတဲ့ဟာလေဒီအမှန်တရားကိုရင်ဆိုင်ရတာထက်ပိုပြီးစိတ်မောလူမောဖြစ်စေတယ်ပေါ့နော်ဒီအပြစ်မှန်းမှာဆိုလို့ရှိရင်အာဘယ်လိုပြောမလဲဆိုအဆင်ပြေပြနေရတယ်ဒါပေမဲ့ကိုယ့်ရဲ့စိတ်အတွင်းထဲမှာကျတော့ဖုံးဥစားဘယ်လိုပြောမလဲဆိုတော့အရန်ကိုအားအိမ်နေကုန်ခန်းနေမွန်းကျက်နေရပေါ့အဲ့ဒါဘာနဲ့အလားတရံတူလဲဆိုလို့ရှိရင်ရေအောက်မှာအကြာကြီးအသက်အောင့်ထားရတယ်လို့ပဲပေါ့နော်အပြင်မှာတော့ဘာမှမဖြစ်လို့ငြိမ်နေဒါပေမဲ့ကိုယ့်ရဲ့အတွင်းထဲမှာတော့အသက်ရှူရဖို့တော့မှအသက်ရှူဖို့တော့မှခက်ခဲပေါ့မွန်းကျက်နေရဆိုတဲ့ပုံစံလေးမျိုးဖြစ်နေတာအဲ့တော့မျက်နှာဖုံးစွပ်ပြီးတော့မှအကြာကြီးအသက်အောင့်ထားတာကြာလီလေးပေါ့နော်ကျမတို့ကပို့ပြီးပင်ပန်းနေလေးဖြစ်တယ်ပေါ့အဲ့ဒါကြောင့်မျက်နှာဖုံးကိုခဏတော့ပဲဖြစ်အာခွာချလိုက်ပါပေါ့နော်ဒါမှသာကျမတို့တွေဝဝလင်လင်အသက်ရှူချောင်းနိုင်မယ်ဆိုတဲ့ message လေးကိုမြင်တော့ပေးခြင်းနဲ့စိတ်ကူးလေးဖြစ်သွားတယ်ပေါ့နော်အဲ့ဒါနဲ့ပဲရေးဖြစ်လိုက်တာပေါ့နော်ဟုတ်ကဲ့ပါအခုမနက်မိုးကိုပြောသွားတဲ့ဟာလေးကိုနားထောင်ကြည့်ပြီးတော့เนาะဒီလိုဟန်ဆောင်ပြီးတော့အဆင်ပြေနေရတဲ့ဟာတွေကကျမတို့ကိုယ်တိုင်လည်းနေ့စဉ်ပေါ့เนาะကိုကကိုလုံတတိမထားမိပဲပေါ့လေလုံမိနေတယ်ဆိုတဲ့အနေအထားလေးတွေလည်းအများကြီးပြင်မြင်ရတယ်ပေါ့เนาะဟုတ်ကဲ့ပါနောက်ထပ်မေးခွန်းလေးတစ်ခုပေါ့เนาะအဲ့ဒါလေးမေးထားတာကကြတော့ဒီဟန်ဆောင်တာနဲ့တဲ့လိန်ညာတာတဲ့ဘာတွေများกว่าလဲအဲ့ဒါလေးလည်းဖြေပေးပါဦးเนาะအာဟန်ဆောင်လာနဲ့လိန်ညာတာပေါ့နော်စိတ်ဝင်စားဖို့တော့ကောင်းတယ်ပေါ့နော်အမ်တူတလူလို့တော့ရှိတယ်ဒါပေမဲ့ကျမရဲ့ဖတ်ထားတဲ့စာတွေနဲ့ပေါင်းပြီးတော့မှကျမဖြေကြည့်မယ်ပေါ့နော်အာဟန်ဆောင်နေဆိုတဲ့ဟာဘယ်လိုလဲဆိုရင်မဟုတ်မှန်းသိတယ်ဒါပေမဲ့ဟုတ်တယ်လို့ပြုမှုမိတဲ့ဟာမျိုးပေါ့နော်အဲကျမတို့ကလေးဘဝတော့ကဆိုလို့ရှိရင်ဆရာဝန်လုပ်တန်းတို့မင်းသားမင်းသမီးလုပ်တန်းတို့ပေါ့နော်အဲ့လိုမျိုးလေးတွေစိတ်ကူးရင်ပြီးတော့မှကစားခဲ့ကြတယ်ပေါ့နော်ဒါတွေကကြတော့ဟန်ဆောင်ဘယ်လိုပြောမလဲအပြစ်ကင်းတဲ့ဟန်ဆောင်မှုလေးပေါ့လေဒါလေးကကြတော့ဒါပေမဲ့ literary ဘဝမှာကျတော့တစ်ခါလေကြားလို့ရှိရင်လေကိုယ့်ဘဝကိုတိုးတက်ဖို့အတွက်ကိုကိုယ့်ယုံကြည်မှုရှိရပေါ့နော်ဆိုပြီးတော့မှအဲ့လိုမျိုးဟန်ဆောင်ရတဲ့ဟာမျိုးတွေလည်းရှိအဲ့ဒါကြတော့လေကိုယ့်ကိုဒီတွန်းအားရစေရပေါ့လေစူးစမ်းဖို့အတွက်ကိုတွန်းအားရစေရပေါ့လေနောက်တစ်ခုကကြတော့ခါလေကြားလို့ရှိရင်ကိုယ့်ကိုကာကွယ်ဖို့အတွက်ကိုလေငါဘာမှမဖြစ်ပါဘူးကွာဆိုပြီးတော့မှဒီကိုယ့်ဘာကိုအာဟန်ဆောင်မျိုးမှနေလိုက်ရတဲ့ဟာလေးတွေလည်းရှိရပေါ့ဒါတွေကလည်းရှင်သန်ဖို့အတွက်ဒီဆိုပြီးတော့မှအဲ့လိုမျိုးလေးဟန်ဆောင်နေရတဲ့ဟာလေးတွေရှိရပေါ့နော်ဒါပေမဲ့ပြဿနာကဘာလဲဆိုတော့ဟန်ဆောင်တာကြာသွားလို့ရှိရင်ကိုပြန်ပြီးတော့မှလှည့်ပြီးတော့မှလှည့်စားတာမျိုးတွေဖြစ်လာပြီဆိုလို့ရှိရင်တော့ဒါတကယ်လက်တွေ့ဘဝနဲ့အရန်ကြီးကိုကွာသွားပြီဆိုတဲ့ဟာလေးကိုဖြစ်စေရပေါ့နော်အဲ့ဒါတော့ဟန်ဆောင်တာပေါ့လေလင်ညာတွေဆိုတဲ့ဟာကြတော့အာဘယ်လိုပြောမလဲဆိုတော့တစ်ဖက်သားလူကအာလိန်ညာပြီးတော့မှပေါ့ဒါအမှန်ပါဆိုပြီးတော့မှပြောလိုက်တဲ့ဟာမျိုးပေါ့နော်တစ်ဖက်သားလူရဲ့ယုံကြည်မှုရခြင်းတဲ့အတွက်ကြောင့်မလို့အာလက်ဖြာလိုက်တဲ့ဟာမျိုးတွေဖြစ်တယ်ပေါ့အဲ့ဒီလိုမျိုးလုပ်လိုက်လို့ရှိရင်တော့ तू ကပေါ့ရည်ရွယ်ချက်ပါတယ်ပေါ့နော်
ကိုကအပြစ်လောက်ထားတော့အပြစ်ကင်းချင်တာလားဒါမှမဟုတ်ရင်လည်းအကျိုးမြတ်ရချင်တာလားပေါ့နော်အဲ့လိုမျိုးလေးတွေဆိုရရည်ရွယ်ချက်လေးတွေပါတယ်ပေါ့သူကအဖြစ်မှန်ကိုဖုံးအုပ်ထားတယ်ဆိုတဲ့ဟာလေးဖြစ်တယ်ပေါ့နော်ဆိုတော့ဒီလိမ်ညာမှုဆိုတဲ့ဟာရဲ့ consequences ကတော့သူကဘယ်လိုပြောမလဲဆိုရင်ယုံကြည်မှုကိုလျော့နေသွားပြီးတော့မှအဲ့လိုမျိုးဆက်ဆံရေးတွေပါတယ်မှာဆိုလို့ရှိရင်လည်းtoxic ဖြစ်သွားတယ်ဆိုတဲ့ဟာလေးဖြစ်စေရပါတော့ဆိုတော့ဒီယုံကြည်မှုနဲ့ဒီဟန်ဆောင်တာနဲ့လင်ညာတာနဲ့ဆိုတဲ့ဟာလေးကိုကြည့်မယ်ဆိုလို့ရှိရင်သူ့ရဲ့နယ်နိမိတ်လေးကတော့ပါလေးပဲပေါ့နော်ဒီကယုံဟန်ဆောင်နေဆိုတဲ့ဟာကြတော့ကိုယ့်ကိုကာကွယ်ဖို့လို့စိတ်ကူးရင်တာတို့အတွက်လုပ်ဖြစ်တယ်ပေါ့နော်ဒီလင်ညာရဲဆိုတာကတော့သူများကိုလှည့်စားပြီးတော့မှကိုယ့်ကြိုးရအောင်လုပ်တယ်ဆိုတဲ့ဟာလေးဖြစ်တယ်ပေါ့လေဆိုတော့ဒီနှစ်ခုကွာခြားချက်လို့ပြောရဲဆိုလို့ရှိရင်တော့ရည်ရွယ်ချက်ပဲဖြစ်မယ်လို့ထင်တယ်ဥပမာဆိုလို့ရှိရင်ကိုလှုပ်လိုက်တဲ့အပြုအမူလေးကအာသူ့ကိုဒုက္ခရောက်အောင်လိန်ညာပြီးလှုပ်လိုက်တာလားပေါ့နော်ဒါမှမဟုတ်လို့ရှိရင်လည်းကိုယ့်ကိုယ်ကိုကာကွယ်ဖို့အတွက်ဟန်ဆောင်လိုက်တာလားဆိုတော့အဲ့လိုမျိုးရည်ရွယ်ချက်လေးရပဲကွာခြားအဓိကကွာခြားချက်လေးဖြစ်မယ်လို့တော့ကျွန်မမြင်မိရပေါ့နော်ဆိုတော့ဒါကတော့ကျွန်မရဲ့ထင်မြင်ယူဆချက်ပေါ့လေဆိုတော့အခုကျွန်မရဲ့counselor တကယ်ချင်းတွေကလည်းဒီဟာလေးပေါ့မှာပေါ့နော်ဘယ်လိုအမြင်လေးရှိလဲဆိုတာလေးလည်းဝင်ပြပေးပါအောင်ပေါ့နော်ကျမအနေနဲ့ဒီဟန်ဆောင်တာနဲ့လိန်ညာတာနဲ့ဆိုတာလေးကဘယ်လိုလေးမြင်မိလဲဆိုလို့ရှိရင်လိန်ညာပြီးတော့ပြောလိုက်တဲ့စကားလုံးလေးကတော့ခဏလေးပဲပေါ့နော်တခုခုကိုဆိုလို့ရှိရင်ကိုကမတိလိုက်ဘဲနဲ့လိန်ညာမိလိုက်တယ်ဆိုလို့ရှိရင်အဲ့ဒီနောက်ဆက်တွဲကဟန်ဆောင်မိနေရတယ်ဆိုတဲ့နေရာလေးကိုများရောက်မလာလို့ပေါ့နော်တခုခုကိုလိန်ပြီးပြီဆိုလို့ရှိရင်ကျမတို့ကတခုခုကိုလိန်ထားတဲ့ပုံမှာတောက်လျှောက်ဒါကြီးကမှန်ပါတယ်ဆိုတဲ့ဟာကိုပြဖို့အနေနဲ့ကိုဟန်ဆောင်ပြီးတော့ကာလတစ်ခုခုကြာတဲ့အထိအဲ့လိုမျိုးနေပြီးရတယ်ဆိုတော့ဟန်ဆောင်ပြီးနေရတယ်ဆိုတော့အဲအရာလေးပေါ့နော်ဒါလေးကလိန်ညာရဲဆိုတော့အရာလေးတွေကလည်းကိုလည်းလိန်ညာမိရလေးလည်းဖြစ်မယ်သူများကိုလိန်ညာမိရဆိုတဲ့နေရာလေးလည်းဖြစ်မယ်အဲ့ဒီအရာလေးရဲ့ decision လေးအပေါ်မှာပေါ့နော်လုံးလိုက်မိရဲ့ decision လေးအပေါ်မှာဆက်ပြီးတော့ဟန်ဆောင်ပြီးနေရတယ်ဆိုတော့ဟာမျိုးလေးပေါ့နော်အဲ့လိုမျိုးလေးမြင်ပြီးပါတယ်ကျမလည်းတစ်ချက်လောက်ပြောကြည့်မယ်ဒီနော်ဆိုတော့ဟန်ဆောင်တာနဲ့လိန်ညာနဲ့ဘာကွာလဲဆိုတော့ကျမလည်းအဲ့ဒါလေးကိုစဉ်းစားနေရပါတော့ဆိုတော့လိန်ညာနဲ့ဟန်ဆောင်တာနဲ့ကတော့မျက်နှာဖုံးဆွတ်ထားတာချင်းကတော့အတူတူပဲပေါ့လေနော်ကိုရဲ့မျက်နှာဖုံးမှာတလွှာကြီးဆွတ်ထားရတယ်ဆိုတဲ့နေရာမှာတအားကြီးလေးလံနေပင်ပန်းနေဆိုတဲ့အရာကြီးကတော့အတူတူပဲလားလို့ပေါ့နော်ကျမအတွက်ကတော့ကျမတို့တွေလေနေ့တူကမှနှုတ်ဆက်တယ်ဆိုရင်တော့အဆင်ပြေလားဆိုပြီးနှုတ်ဆက်ကြရမလားအဆင်ပြေလားလို့နှုတ်ဆက်လို့ရှိရင်တမန်ကရှန်ကပဲပေါ့နော်ကျမတို့လည်းအဆင်ပြေပါတယ်ပေါ့ဒါပေမဲ့တကယ်တမ်းကျတော့ကိုယ်နဲ့ကိုယ်ကြားထဲမှာတကယ်အဆင်မပြေတဲ့နေရာလေးရှိကြတယ်လေဥမာကိုရဲ့အလုပ်ခွင်မှာအဆင်မပြေတာပဲဖြစ်ဖြစ်မိသားစုမှာပဲဖြစ်ဖြစ် relationship တွေမှာပဲဖြစ်ဖြစ်ဒီအဆင်မပြေတဲ့အကြောင်းအရာတွေအကုန်လုံးကိုကြတော့ကျမတို့ကအဆင်ပြေပါတယ်ဆိုတဲ့နေရာကနေပြီးတော့ပဲဒီတိုင်းလေးပဲလွယ်လွယ်ကိုပြောလိုက်ကြတယ်လေဒါပေမဲ့တကယ်တမ်းကျတော့အဲ့ဒီလိုမျိုးပြောလိုက်တာကကိုလည်းသူများကိုဒီတိုင်းဟန်ဆောင်ပြီးပြောလိုက်တာတဲ့ကိုဟန်ဆောင်ပြီးပြောလိုက်တာကပေါ့နော်ဒီနေရာမှာတော်တော်ကြီးကိုဝင်တော့ဝင်ဖို့ဖြစ်တယ်ဆိုတဲ့နေရာကြီးပေါ့နော်အဲ့ဒီနေရာကိုအတွက်တော့ဒီဟာဟိုပြောတာပြောလိုက်ရပါမယ်လေတကယ်တမ်းအထဲမှာကိုနဲ့ကိုကြားထဲမှာတော့အဆင်ပြေမနေဘူးပေါ့နော်ဒီဟာကြီးကလည်းကိုအတွက်မတ်မို့ပြောသွားသလိုပဲပေါ့နော်တော်တော်လေးကိုကိုယ့်အတွက်ကအသက်ရှူကျက်တယ်ဆိုတဲ့နေရာပေါ့နော်ခုနကတော့ပြောသလိုဆိုရင်ရေငုပ်နေရတယ်ဆိုတဲ့နေရာလေးပေါ့နော်ဆိုတော့အဲ့ဒီနေရာလေးကိုဟန်ဆောင်တာနဲ့လိန်ညာတာနဲ့ဘာကွာလဲဆိုတော့ကျမအတွက်ကတော့လေနည်းနည်းတော့စင့်တူတယ်ပေါ့နော်ဒါပေမဲ့အဲ့ဒီနေရာလေးကိုကိုယ့်အတွက်များတကယ်လို့ဟိုတကယ်အဆင်မပြေဘူးဆိုတဲ့အရာလေးကိုလည်းထုတ်ပြောခွင့်ရှိတယ်ဆိုတဲ့နေရာလေးကိုပြောကြည့်မယ်ဆိုလို့ရှိရင်ပေါ့နော်ဘာလေးတွေများကိုယ့်အတွက်ဆုံးရှုံးမလဲပေါ့နော်တကယ်လို့ကိုကဒီနေရာကြီးကိုကိုနဲ့ကိုကြားထဲမှာပဲဒီနေရာကြီးကိုဟိုအတိအမှတ်မပြုဘူးဒီနေရာကြီးကိုလိန်လိုက်တယ်ဆိုတဲ့နေရာကလည်းတော်တော်ဆိုးတယ်ဆိုတဲ့ဟာလေးပေါ့နော်ဆိုတော့ဒီနေရာလေးကိုကိုယ့်အတွက်နေရာလေးပေးပြီးထုတ်ပြောကြည့်မယ်ဆိုလို့ရှိရင်ရောဘာမှဆုံးရှုံးစရာရှိတယ်ပေါ့နော်ဘာလေးများဆုံးရှုံးစရာရှိတယ်ပေါ့နော်ဒါလေးကိုအဲ့ဒါလေးတော့ကိုအနေနဲ့ဒါလေးကိုဖြည့်ပြီးတော့ပြောချင်တယ်ပေါ့နော်ဟုတ်
နည်းနည်းလေးပေါ့နော်ဟိုပါပေါ့နော် post နဲ့ဆက်ပြီးတော့မှပြောကြည့်မယ်ပေါ့နော်လူတွေကပြောရဲအဆင်ပြေတယ်အဆင်ပြေပါတယ်ပြောလိန်ညာတာလားပေါ့နော်တကယ်ကတော့ तू ကလိန်ညာတော့မဟုတ်ဘူးပေါ့နော်သူကိုယ်သူကာကွယ်ဖို့အတွက်ကိုပေါ့နော်defense လုပ်ထားတဲ့ဟန်ဆောင်မှုတစ်ခုပါဆိုတဲ့ဟာလေးပေါ့နော်ဒါပေမဲ့ခုနကပြောခဲ့လို့ပဲပေါ့နော်ဟန်ဆောင်တာကကြာသွားပြီဆိုလို့ရှိရင်တော့ဒါကကိုယ့်ရဲ့စစ်မှန်တဲ့ဘဝကြီးကreal self ဆိုတဲ့ဟာကြီးကတော့ပျောက်ဆုံးသွားတတ်တဲ့အတွက်ကြောင့်ကိုကဒီ handsome မျက်နှာဖုံးဆိုတဲ့ဟာလေးကိုချွတ်ချဖို့ဆိုတာလိုအပ်တယ်ဆိုတဲ့ဟာမျိုးလေးပေါ့နော်အဲ့လိုမျိုးလေးဆိုတဲ့ဟာလေးပေါ့နော်ဟုတ်ကဲ့ပါအမမို့အဲဆိုလို့ရှိရင်လေကျမတို့ဒီ post လေးနဲ့ပတ်သက်ပြီးတော့လည်းဒီနောက်ထပ် question လေးတွေရှိရပေါ့နော်ဆိုတော့နောက်ထပ် question လေးကလည်းဒီစိတ်ဝင်စားဖို့ကောင်းပါတယ်အဲ့ဒီ handsome မျက်နှာဖုံးဟိုဘယ်လိုခွာရမလဲဆိုတဲ့ဟာလေးကိုမေးထားပါတယ်ဒါလေးကိုလည်းဟိုမမို့ပြောပြပါအောင်နော်ဘာနော်ဖြည့်ကြည့်လိုက်ပါတော့နော်အဲ့ဒါလေးကလေတော့handsome မျက်နှာဖုံးခွာဖို့ဆိုလို့ရှိရင်ပေါ့နော်ပထမဆုံးအနေနဲ့ပေါ့လေအာငါဘာကြောင့်ဟန်ဆောင်နေမိရလဲဆိုတဲ့အဲ့လိုမျိုးအဲ့မိကုံမျိုးကိုကိုပေါ့လေအရင်ဦးဆုံးမလိမ့်ညာပဲနဲ့မေးကြည့်ပေါ့နော်ငါဘာလို့ဟန်ဆောင်နေမိရလဲသူများတွေဝေဖန်တာကြောက်လို့လားဒါမှမဟုတ်အားနေချက်တွေဟိုကိုသူများသိမှဆိုလို့လားပေါ့နော်ကိုအားနေချက်ကိုသူများသိမှဆိုလို့ဒါမှမဟုတ်အတိမတ်ပြုခံချင်တာလားပေါ့လေစဖြစ်ပေါ့နော်တကယ်ကိုယ့်ရဲ့ဒီအနောက်မှာပေါ့နော်ရှိရဲ့အကြောင်းအရာလေးကိုတိတ်တိတ်ချာချာလေးသိအောင်တော့ကိုမငြိမလိမ်မညာပဲနဲ့အဲ့အရင်ဆုံးမိကုံးလေးကိုမေးကြည့်ပါပေါ့နော်အဲ့ဒါတော့ပထမအချက်ပေါ့လေဒုတိယအချက်နေကြတော့ကျမဟိုကိုဘယ်လိုပြောမလဲဆိုအာဘယ်လိုပြောမလဲဆိုအဲ့လေးစားဖို့ဘယ်လိုပြောမလဲဆိုလေးစားဖို့လိုတယ်ဆိုတဲ့ဟာကြတော့လေကျမတို့ကကြတော့ဟိုဝမ်းနဲ့တက်တယ်အမားလုပ်တက်တယ်ပေါ့နော်စိတ်ဘယ်လိုပြောအားနည်းချက်တွေရှိရပေါ့လေအာအဲ့မျိုးအားနည်းချက်တွေရှိတဲ့ဟာတွေကိုဘယ်လိုပြောမလဲဆိုရင်ကိုလက်ခံဖို့ပေါ့နော်ကိုကအရာရာကိုပြည့်စုံစရာမလိုဘူးဆိုတဲ့အဲ့ဟာလေးပေါ့လေအဲ့ဒါလေးကိုပြန်ပြီးသတိပေးနေပေါ့လေကိုလက်ခံတတ်ဖို့ကိုကမပြည့်စုံပြည့်စုံနေရမဟုတ်ဘူးပေါ့လေအဲ့လိုမျိုးဆိုတဲ့ဟာလေးသိဖို့ပေါ့နော်နောက်တတိယချက်ကျတော့အာဒီမျက်နှာဖုံးခွာချတဲ့ဆိုတဲ့ဟာဘယ်လိုပြောမလဲဆိုတော့လူတိုင်းပေါ့နော်လူတိုင်းရှိမှခွာချဖို့ဆိုတာမလွယ်ဘူးပေါ့နော်အဲ့တော့ပထမဆုံးအနေနဲ့ကိုနားလည်ပေးရတဲ့သူပေါ့နော်နားထောင်ပေးရတဲ့သူကိုjudge မလုပ်ပေးရတဲ့သူမလုပ်တဲ့သူပေါ့နော်အဲ့လိုမျိုးလူတယောက်တငယ်ချင်းတစ်ယောက်ပဲဖြစ်ဖြစ်ယုံကြည်ရတဲ့သူတစ်ယောက်ကိုပဲဖြစ်ဖြစ်ရှာပြီးတော့မှကိုယ့်ရဲ့ခံစားချက်အစစ်မှန်လေးပေါ့နော်ဒီနေ့တော့ငါဘာမှမလုပ်နိုင်ခဲ့ဘူးဒီနေ့တော့ဝမ်းနေလိုက်တာစဖြစ်မှာနော်ကိုယ့်ရဲ့ခံစားချက်အစစ်မှန်လေးတွေကိုစပြီးတော့မှပြောကြည့်ပါပေါ့နော်အဲ့ဟာတွေရဲ့နောက်ဆုံးအရေးကြီးတာလေးကကြတော့လေဟောဟန်ဆောင်တဲ့လူတွေကကြတော့ဘယ်လိုမျိုးလဲဆိုတော့သူများစိတ်တိုင်းကြဘူးလိုက်တော့ရင်းထဲမှာဟန်ဆောင်မိတော့တက်တက်ဆိုတဲ့ဟာလေးဖြစ်တာအဲ့တော့ကိုယ်စိတ်ထဲမှာမပါဘူးကိုကလည်းအဲ့လိုမျိုးမလုပ်နိုင်တော့ဘူးဆိုလို့ရှိရင်ပေါ့နော်အာသူများစိတ်တိုင်းကြဖို့အတွက်ကိုယ့်ရဲ့အေးချမ်းမှုကိုပဲဦးစားပေးပြီးတော့မှညှင်းတက်အောင်ပေါ့နော်ညှင်းတက်အောင်ဆိုရင်ညှင်းနေဆိုတဲ့နေရာမှာလည်းအဲ့လိုမျိုးပေါ့နော်ရင်ကြည်ကြည်နဲ့ညှင်းတက်အောင်ဆိုတဲ့ဟာလေးပေါ့လေအဲ့လိုမျိုးလေးလုပ်ဖို့ကိုလုပ်ကြည့်ပါပေါ့နော်ဒီလိုမျိုးလေးတွေဒီလိုမျိုးသေးသေးလေးကနေစပြီးတော့မှအာတဖြည်းဖြည်းကိုပြောင်းလဲသွားမယ်ဆိုလို့ရှိရင်ပေါ့နော်ပတ်ဝန်းကျင်ကတော့ပြောကြမှာပဲပေါ့နော်နင်ပြောင်းလဲသွားတယ်ပေါ့နော်နင်အရင်လိုလည်းမဟုတ်တော့ဘူးပေါ့နော်အဲ့လိုမျိုးလေးတော့ပြောကြမှာပဲပေါ့နော်ဒါပေမဲ့ဒီနေရာမှာမေးချင်တာကလေကိုကသူတို့တွေလက်ခံဖို့အတွက်ကိုယ့်ရဲ့သူတို့လက်ခံတဲ့ဟာကိုယ့်ရဲ့ဟန်ဆောင်မျက်နှာဖုံးလားပေါ့နော်ဒါမှမဟုတ်ရင်ကိုယ့်ရဲ့ original ပုံစံအစစ်မှန်ကိုသူတို့လက်ခံတာလားပေါ့လေဆိုတော့သူတို့စိတ်ချမ်းသာဖို့အတွက်ကိုကတသက်လုံးကြီးဟန်ဆောင်နေရမှာလားပေါ့သူတို့ဝေဖန်တာကတော့ခဏလေးပဲဒါပေမဲ့ကိုကတော့တသက်လုံးဒီကိုယ့်ရဲ့ကိုယ်စိတ်နဲ့ကိုယ်ပြန်ပြီးတော့မှဟန်ဆောင်နေရတဲ့အတွက်ကြောင့်ကိုယ်စိတ်နဲ့ကိုယ်ပြန်ပြီးတော့မှနှိမ့်ဆက်နေရတာဟာတသက်လုံးဖြစ်နေရဆိုတဲ့ဟာလေးဖြစ်တဲ့အခါကျတော့ဗောနော်ဒီဝေဖန်မှုတွေကိုမကြောက်ဘဲနဲ့ပေါ့ရေအောက်မှာအကြာကြီးမအောက်ထားဘဲနဲ့ပေါ့နော်ကိုယ့်ရဲ့စစ်မှန်တဲ့ဘဝကိုရဲဝံ့ရွေးချယ်ပြီးတော့မှ
ရှေ့ကိုဆက်ရှောက်တဲ့နယ်လို့အဲ့လိုမျိုးပေါ့နော်ဒါကတော့ကျမကိုယ်တိုင်မဒီဟန်ဆောင်မှုတွေအောက်ကနေရုံးထွက်လာခဲ့တဲ့အတွေ့အကြုံတွေပေါ့နော်အဲ့ဒါလေးကိုပဲမျှဝေချင်ပါတယ်လို့ ကဲပါမမူဒီမိခွန်းလေးကိုဖြေချပေးသွားတဲ့အတွက်ကျေးဇူးတင်ပါတယ်